Okay တမြန်မာဘောဖြစ်ပါတယ်ဘူကစ်ဘင်တန်ကဂျလန်လောမှာကျွန်တော်တင်မော်တီထောင်သွားထားမှာဖြစ်ပါတယ်ဘာလဲဆိုတော့ကျွန်တော်ပတ်စံလည်းအဲ့လောက်ကြီးရှိတော့မဟုတ်ဘူးဒါပေမဲ့သွားကြည့်မယ်ပေါ့နော်ခုကတော့3နာရီလောက်ထိုးခဲ့3နာရီလောက်ဥစားဟိုရောက်ရင်တော့9နာရီလောက်ဆိုရင်ညနေပိုင်းကျလူစီပြီပေါ့နော်ကျွန်တော်လူစီတဲ့အချိန်ကိုသွားချင်တာပေါ့နော်ဟိုမှာကြောက်နိုင်ငံချားသားတွေလည်းများတယ်နောက်ပြီးတော့ကျွန်တော်ဒီနေ့အားရနေပေါ့နော် outfit ကတော့ဒီတိုင်းပဲဝတ်မယ်ပေါ့နော်ဒီဟာကျတော့microfiber ပေါ့နော်ဟိုမှာတော့ဝယ်တာ15ချက်လောက်ပေးရတယ်နောက်ပြီးတော့ဒီဘောင်းမီကျတော့ Shopee ကနေဝယ်တာပေါ့နော်26လား24လားမသိဘူးပေးရတယ် Okay let's go ground floor ဒီနောက်ကဟာတွေကတော့ဆောက်ရမိုက်ရခုတည်းလားမပြင်းအောင်လို့ပုံထားပေးတယ်ကလေးကစားဖူးတော့လားမသိဘူးဒါတော့တော်လေးကောင်းတယ်we are the village 3နာရီစွန်းပေါ့နော်အချိန်ကနေရတော့နည်းနည်းပူသေးတယ်ပေါ့နော်damn စင်တူကနေဟိုဘူကစ်ဘင်တန်ကိုရထားနဲ့တွားမှာပေါ့နော်ရထားနဲ့တွားရင်တော့ဘယ်တော့မှမကုန်ဘူးကျွန်တော်အထင်3ချက်အများဆုံးကုန်တော့မှ3ချက်လောက်ပဲပေးရမယ်ထင်တယ်ပေါ့နော်စနိုးရဲ့နောက်မှာဘုံကွင်းရှိတယ်ပေါ့နော်ဘာကွင်းလည်းမသိဘူးဥစားကျောင်းသားတွေကစားတာထင်တယ်ကျောင်းသားတွေပေါ့နော်ကဲမနကတီးနေကြပြီထင်တယ်ဒီဟာကျတော့ကျွန်တော်ပထမဆုံးစရိုက်တဲ့ vlog ပေါ့နော်ပေါ့ဥစားအပြင်မှာရိုက်တာဆိုတော့နည်းနည်းလူမြင်တော့နည်းနည်းရှက်တယ်လို့ဘာဖြစ်တယ်လို့လည်းမသိဘူးကျွန်တော်တမျိုးကြီးဖြစ်နေရကွာ guys okay ရှိမှာတော့ရထားဘူတာတော့ရောက်ပြီတော်တော်များများတော့တိကျပြီထင်တယ်ဗောနော်ဘာလဲဆိုတော့ဒီရထားနဲ့ဘယ်ကိုတော့ဗောနော်ရထားနဲ့သွားတယ်ဆိုတော့ပိုက်ဆံအများကြီး save ဖြစ်တယ်ဗောနော်အဲ့ဒါကြောင့်ကျွန်တော်လည်းဖြစ်နိုင်တယ်လို့ဗောနော် Grab ကိုလုံးဝမငါပဲရထားနဲ့ပဲသွားဖို့ဖြစ်ပါတယ်လို့ Okay let's go Be smart, stay alert. Be smart, smart ဖြစ်ပါ stay alert.